Quê lo ya, quê lo ya. Yesu shendi. Usa tunggu tunggu. Lo ya. Jangan lama. Vamos ver. Kita usah udah gitu. Yesu shendi, nanti lenseri. Yesu shendi, nanti lenseri. Sana shone today, sana shone today, to know I'm me. Sana shone today, sana shone today, sana shone today, to know I'm me. Yesu shendi, to know I'm 找上帝，耶稣兄弟，真的让你找上帝。撒拉你兄弟today，撒拉你兄弟today，撒拉你兄弟today，真的阿面米，撒拉你兄弟today。Sana shone today, sana shone today, to know how many. Gale, ya chimolo, ya chimolo. Sana shone today. Sun shone today, to know I'm in me. Sun shone today, to know I'm in me. Chimolo, let both be ready, Chimolo. Sun shone today, to know I'm in me. Sun shone today, to know I'm in me. Sorry. Kami. Okay. Easy to me. Ganun lang. Januro, atuan ini na januro. Bos berkala. Siti ama akan bangun kaitan. Betul lah. Okay. Amen. Amaji ani bima. Temi ba no? Temi ji ani bima. Dia amaji na me meti ro jisu bima. Ping le. Amele. Ping le. Amele. Ping le. Ping le hobi. Sama mala ping le so ro. Jisu te mare. Hobi.ကျွန်တော်ဆရာမကတော့ကျွန်တော်တို့ကိုအကုန်လုံးအခါနေပြီးမှလာတဲ့အအတင်များကိုကျွန်တော်တို့သူတို့ရဲ့စာလီစာတော့ကြည့်တဲ့ဟိုပါဗောနော်အစားအစာလေးတွေချက်ပြုတ်ပြီးတော့ဆရာမတို့သူပဲကျွန်တော်တို့ကျေးဇူးတင်ပါတယ်လို့တင်တော်ရဲ့ကိုစား
ကဲနေဆောင်ကဲကျေးဇူးတင်နေဆက်ပါကဲဝီကဲအခုတော့ကျွန်တော်တို့ဆရာတော်ဆရာတော်ရမယ်ကဲဆရာတော်ကိုလည်းကျေးဇူးတင်ပါတယ်ကဲဟုတ်ပြီကဲကျွန်တော်တို့ကကျေးဇူးတင်ပါတယ်လက်ဆောင်ပေးပြီးတဲ့တွေ့မှုကိုကျေးဇူးတင်ပါတယ်လို့တော့အံ့ဩဖို့ကောင်းပါတယ်ဒါကြောင့်ဖះရှင်တာရွေးဘုံကြီးပါစေလို့နောက်ပြီးကျမလည်းကျေးဇူးတင်စကားအနေနဲ့ပထမဦးဆုံးပြောခြင်းတယ်ဘာလို့ဆိုဒီမှာရှိတဲ့ဒီပနီ area နော်ပနီ area မှာရှိတဲ့ယုံကြည်သူမိသားစုအားလုံးပဲဖြစ်ဖြစ်ဒီကရွာခံဒီစင်ရွာသူရွာသားအားလုံးအထူးသဖြင့်ဒီကဆရာတော်မင်းစိန်နော်ဆရာတော်မင်းစိန်ဒီဥဆောင်မှုတွေကိုတွေးရတဲ့ခါကျတော့ကျွန်မအရင်အံ့ဩတယ်ဘာလို့ဆိုသူတို့တွေဒီလောက်စ조사ပြီးမှပေါ့နော်အားသွန်ခွန်ဆိုင်နဲ့လောက်ကြတဲ့အရာတွေကိုမြင်ရတဲ့ခါတကယ်ကျွန်မဖျားခင်နာမအောင်တကယ်ချီးမွမ်းတယ်ဆရာတော်ပေါ်မှာလည်းတကယ်ကျေးဇူးတင်တယ်ဆရာတော်မိသားစုလည်းဆက်လက်ပြီးဖျားရှင်ကအသုံးပြုပြီးမှဒီစင်ရွာတွက်တာမဟုတ်ပဲနဲ့ခရစ်တော်နိုင်ငံတော်ကျွေပြန့်ဖို့အတွက်ဖျားရှင်တာရွေးအသုံးပြုပါစေဆိုတာလေးကိုလည်းကျွန်မပြောချင်တယ်နောက်ဒီမှာဆရာတို့ခုနပြောသလိုပဲပေါ့23ရက်နေ့ကနေဒီ29ရက်နေ့အထိပါဝင်ဖို့ဆိုတာမလွယ်ဘူးဒီရွာခံတွေအတွက်ကတော့ကိုယ့်ရွာမို့လို့ကိုကအချိန်ပေးရတာပိုလွယ်မယ်ဒါပေမဲ့ဒီအနီးတစ်ဝိုက်မှာရှိတဲ့ area ကနေဒီနေ့ရက်ထိနေရတယ်ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဒီကြားတဲ့ဖယားကနေသူ့အစီအစဉ်နဲ့သူသွားတဲ့အတွက်ဒီနေ့အထိအကုန်လုံးပါဝင်နိုင်တာတွေ့တော့ကျွန်မအယံဝမ်းသာတယ်နောက်ပြီးဒီကြားတဲ့ဒီမှာလည်းမလုံမဖြစ်လူဘက်ကလုံရမယ့်အရာကျမတို့ရဲ့ချစ်တဲ့အမေကြီးပဲဖြစ်ဖြစ်အဖွားပဲဖြစ်ဖြစ်ပေါ့နော်အတော်ပဲဖြစ်ဖြစ်အခုလိုခေါ်တော်မူခြင်းခံရတဲ့အချိန်မှာလည်းဖယားသူ့အချိန်နဲ့သူ့အခါနဲ့လှုပ်သွားတဲ့အရာဟိုဘက်မှာလည်းမပြတ်မကွက်ဒီဘက်မှာလည်းမပြတ်မကွက်ပေါ့နော်ဆရာဆိုဟိုဘက်သွားလိုက်ဒီဘက်လာလိုက်ပေါ့နော်အဲ့ဒီအစအရာတွေကစဖယားပေးထားတဲ့ဉာဏ်နဲ့ဖယားပေးထားတဲ့ခွန်အားနဲ့ဆိုတော့အားလုံးအစဉ်ပြေပြေနဲ့ဒီလိုချီးမွမ်းခွင့်ရတာပေါ့ဖယားကျေးဇူးတော်တက်ဖြစ်တယ်လို့ကျွန်မပြောချင်တယ်မဟုတ်ဘူးဒီစင်ရွာမှာငါတို့ဒီလိုကိစ္စနဲ့ကြုံနေရတယ်နော်ဆိုမှဒီကြားတဲ့ဖယားရှင်ဂုံတော်ချီးမွမ်းတယ်ဆိုတာလူတွေကြားတော်တော်အံ့ဩကြလိမ့်မယ်လို့ကျွန်မထင်တယ်ကျွန်မကိုယ်တိုင်ဒီမှာနေရတာမတော်တော်အံ့ဩတာဖြစ်တယ်ဒါပေမဲ့ဖယားလှုပ်ဆောင်သွားတဲ့အရာတွေကဒီနေ့ထိတူးတယောက်စီတိုင်းအတွက်လုံးဝအရှုံးမရှိဘူးဆိုတာပြန်တွေးရတဲ့အခါမှာကျွန်မအရန်ကျေးဇူးတင်တယ်ဖယားရှင်ကကျမတို့အားလုံးအတွက်ထူးပြန်ပြီးမှကောင်းကြီးချပေးပါစေနောက်ဒီစင်ရွာမှာအိမ်ချေရလည်းလူနည်းစုဖြစ်တယ်နောက်ပြီးကျမတို့လာတယ်ဆိုတော့ဒါဖယားကျေးဇူးတော်တက်ကြောင့်မို့လို့လာနိုင်တာဖြစ်တယ်ဒီကြားထဲကျမတို့လာတဲ့မိသားစုအားလုံးမှန်သမျှကိုဒီကကျမတို့ရိုးရာနဲ့ပေါ့နော်ရိုးရာတစ်ဖက်လေးနဲ့ဒီလိုမျိုးလက်ဆောင်ပေးတဲ့ခါကျကျမအရန်ဝမ်းသာတယ်ကျမတို့ကပေးထိုက်တဲ့လူတွေမဟုတ်ပေမဲ့ဒီမှာမိသားစုတွေရှိတဲ့အားလုံးကဒီနှုတ်နဲ့ကျေးဇူးတင်ပါတယ်ဝမ်းမြောက်ပါတယ်ဆိုမဖော်ပြပေမဲ့လည်းဒီဖော်ပြတဲ့နေရာမှာဒီရိုးရာတစ်ဖက်လေးနဲ့ဒီဝမ်းမြောက်ခြင်းဝမ်းသာကြောင်းကိုဖော်ပြတဲ့ခါမှာလည်းကျမလူအနေနဲ့ပြောမယ်ဆိုတကယ်အားနာဒါပေမဲ့သူတို့လည်းဖယားကိုချစ်လို့လှုပ်တဲ့အရာပါလားဆိုတာမြင်ရတဲ့အခါမှာကျမအယံဝမ်းသာတယ်ဆိုတဲ့အကြောင်းလေးကိုပြောချင်တယ်ကျမတို့ဒီကိုလာရခြင်းဟာတကယ်တမ်းဆိုရင်ဒီရွာသူရွာသားနေနဲ့ပဲဖြစ်ဖြစ်ဆရာတော်ဦးမင်းစိန်ပဲဖြစ်ဖြစ်ဒီကဗဒန်းကဆရာတော်ပဲဖြစ်ဖြစ်တခြားနေအသီးသီးမှဆရာတွေပဲဖြစ်ဖြစ်နောက်ယုံကြည်သူမိသားစုတွေအားလုံးပဲဖြစ်ဖြစ်ကလေးနဲ့ဒီလိုပင်ပင်မမလာရတဲ့အရာတွေကတကယ်ဒီနေ့အချိန်မှာကျမတို့အတီးပွင့်ချက်ချင်းမမြင်ရပေမဲ့အလဟာတာမဖြစ်ဘူးဆိုတော့ကျမယုံကြည်နဲ့ပြောရဲတယ်မဆိုဖယားနဲ့သက်ဆိုင်ပြီးမှပတ်သက်ပြီးမှလှုပ်တဲ့အရာမှန်သမျှဟာကျမတို့အတွက်အချီးနှီးဖြစ်တဲ့အရာတစ်ခုမှမရှိဘူးနည်းသည်ဖြစ်စေများသည်ဖြစ်စေအလဟာတာလုံးဝမဖြစ်စေရအောင်ဒါကြောင့်ကျမယုံကြည်တယ်နောက်တစ်နှစ်လို့ကျမမပြောလို့နောက်9နှစ်အတွင်းကျမစိန်ခေါ်ရဲတယ်9နှစ်အတွင်းလုံးဝမတူတဲ့အပြောင်းလဲရှိတယ်ဆိုကျမယုံကြည်တယ်ဒီကလူငယ်တွေလူကြီးတွေမိဘတွေအခုကျမတို့
အထဲမှာရှိနေတဲ့အရာတွေမလုံလောက်ဘူးလို့ကျွန်မမဆိုလိုပါဘူးဒါမဲ့တနေ့ပြီးတနေ့လာမဲ့9နှစ်တွင်းမှာဆိုလူတွေကလုံးဝစဉ်းစားလို့မရတဲ့အရာလူတွေကမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေကိုဖခင်ဒီမှာရှိတဲ့မိသားစုတွေအားလုံးပေးခြင်းတယ်ဆိုတဲ့အရာလေးနဲ့ကျွန်မဒီညလည်းပြောခြင်းတယ်ခွန်အားဖြစ်စေခြင်းလို့တက်လာအားပေးနေတဲ့အရာမဟုတ်ဘူးဒါဖခင်တကယ်လှုပ်ဆောင်သွားမယ့်အရာဖြစ်တယ်ဆိုတာလေးကိုကျွန်မနင်းငယ်ပထမဦးဆုံးပြောချင်တာဖြစ်တယ်ဒါကြောင့်ကျမတို့ဒီ3-4ရက်အတွင်းမှာအစာပြုတ်ပြီးဖြစ်လာတဲ့အရာတွေဒီနေ့နောက်ဆုံးရအထိပြန်ကြည့်မယ်ဆိုရင်တော့မှဒီ3-4ရက်အတွင်းတောင်မှအများကြီးပြောင်းလဲတာတွေတွေ့ရတယ်တိုးတက်တာမတိုးတက်တာကျမမသိအများကြီးပြောင်းလဲတာတွေ့ရတယ်ခန္ဓာပိုင်းပဲဖြစ်ဖြစ်စိတ်ပိုင်းပဲဖြစ်ဖြစ်ဒီဉာဏ်အတွေးခေါ်ပဲဖြစ်ဖြစ်အမြင်တွေပဲဖြစ်ဖြစ်အပြောဆိုပဲဖြစ်ကျမအများကြီးပြောင်းလဲတယ်လို့ကျမတို့မြင်တယ်ဒါကြောင့်ဒီတပတ်လုံးပြောနေတဲ့အရာတွေဟာဒီအပြင်ဇာတိနဲ့ခိုင်းနှိုင်းလို့အရာထက်အတွင်းပိုင်းတရံဖြစ်တယ်ဆိုတဲ့အရာဖရာသခင်ရဲ့နိုင်ငံတော်တည်ထောင်ခြင်းဖြစ်တယ်ဆိုတာတည်ထောင်ခြင်းနိုင်ငံတော်ထဲမှာအကြောင်းအရာတွေအများကြီးဒါပေမဲ့ဒီအများကြီးနဲ့ဆိုင်တဲ့အသေးစိတ်ကတော့တူးတယောက်နဲ့ပဲဆိုင်တယ်ဆိုတဲ့အရာလေးနဲ့ဒီစကလုံးနဲ့သဘောပေါက်ပြီးနားလဲသွားတာတော့အယမ်းတန်ဖိုးရှိတာဖြစ်တယ်အတွင်းအရာတွေကတော့ဒါတနေ့ပြီးတနေ့ဖြစ်လာမယ့်အရာတွေဖြစ်တယ်ဒီစကလုံးရဖို့တောင်မှတော်တော်မလွယ်တဲ့အရာဖြစ်တယ်ဒါပေမဲ့ဖခင်ကဒီနေ့ဖွင့်ပြတဲ့အရာတွေကကျမဖွင့်ပြနေတဲ့အရာမဟုတ်ဘဲနဲ့ဖခင်ကဒီကသားသမီးတွေကိုချစ်တဲ့အတွက်ဖွင့်ပြပေးတဲ့အရာအလကားမဖြစ်ဘူးဆိုတော့ကျမအာမခံနဲ့ပြောရဲတယ်ကိုအာမခံပြီးပြောရဲနေတာမို့ဖခင်ကသူ့စကားတစ်လုံးထွက်ပြီးပြီဆိုဘယ်တော့မှပြက်စီးမှမြေမှာကုံဆုံးသွားတဲ့အရာမျိုးမဟုတ်ဘူးဖခင်ကပြောပြီးသားစကားသူ့စကားအတိုင်းတည်တဲ့ဖခင်ဖြစ်တဲ့အတွက်မနေ့ယနေ့ဒီနေ့လုံးဝမပြောင်းလဲတဲ့ဖခင်ဖြစ်တဲ့အတွက်သူ့စကားကိုသူတာဝန်ယူရဲဆိုတဲ့အရာလေးကျမတို့သိပြီးသားအတိုင်းပြန်ပြီးဝင်ခံကြရအောင်ဆိုတဲ့အရာလေးနဲ့ကျမအနည်းငယ်စကားပြင်ပြောခြင်းနဲ့ဒီမနေ့ဒီနေ့လေကအစကျမတို့ဖခင်ပို့ဆောင်လာတာဒီညအထိပဲဖြစ်တယ်နေ့လေကလည်းတင်ကြားမှုပိုင်းနဲ့သွားတယ်တင်ကြားမှုဆိုတာတဲ့တူးနဲ့တူးတယောက်နဲ့တယောက်ဆွေးနွေးခြင်းနဲ့သွားတာဖြစ်တယ်ကျမတို့သားသမီးတွေဒီမှာသမီးတွေသားတွေလည်းအများကြီးသဘောပေါက်မယ်လို့လည်းကျမယုံကြည်ရယ်လဟတာမဖြစ်စေရဘူးကိုယ့်အသက်တာမှာအလဟတာမဖြစ်ခြင်းလက်တွေ့သုံးကြည့်ပါဆိုတာလေးကိုပဲပြောချင်တယ်ဒါကြောင့်ဒီညလည်းဘလို့ခေါ်မလဲနှုတ်ကပတ်တော်ဝင်ခချင်းပုံစံနဲ့မသွားဘဲနဲ့တယောက်နဲ့တယောက်ဆွေးနွေးခြင်းပုံစံနဲ့ကျမတို့သွားကြည့်ကြရအောင်လို့နေ့လေကပုံစံနဲ့ပဲသွားမလားဒါလည်းပဲဒီကအခုကျမတို့တွေဒီကမိသားစုတွေရဲ့သဘောပေါ့နော်ဥမာဒီကပဲပြောပြီးမှဒီလိုနှုတ်ပတ်တော်ဝင်ငှတဲ့ပုံစံနဲ့ပဲပို့သွားမလားဒါမှမဟုတ်တင်ကြားသလိုမျိုးဆွေးနွေးတဲ့ပုံစံလိုမျိုးနဲ့သွားမလားဆိုတာဒါဒီဘက်ကတာဝန်ဖြစ်တယ်ဆိုတာလေးကိုကျမပြောချင်တယ်ဒါကြောင့်ကျမမေးချင်တယ်နေ့လေကနဲ့မနေ့ကပုံစံနဲ့ပဲသွားမလားဒါမှမဟုတ်နည်းနည်းဝင်ငှခြင်းနဲ့ပဲသွားမလားဆိုတဲ့အရာလေးကိုဒီကဒီကိုတွေမောင်နှမတွေသားတွေသမီးတွေပေါ့နော်မိတ်ဆွေတွေဘက်ကကျမကြားချင်တယ်ဆိုတဲ့အရာလေးကိုကျမမေးကြည့်တာပေါ့နော်ဒီဘက်ကလည်းဘယ်လိုပြန်ဖြေကြမလဲနေခင်းလူပဲတွားချင်တယ်လို့ပြောလိုက်နေလေပုံစံနဲ့သွားမယ်ကောင်းပြီအဲ့ဒါဆိုရင်တော့ဒါသဘောပဲပေါ့နော်ဒါကျမအကြီးပဲပြောလို့လည်းမရဘူးလေနော်ဒီဘက်ကလိုချင်တဲ့အရာလဲကျမလည်းနားထောင်တတ်အောင်ပါပေါ့ဟုတ်ပြီဒါဆိုကျမတို့ဒီမနေ့ဒီနေ့လည်းပြောပြီးသားဖြစ်တယ်အဲ့ဒါလည်းပတ်သက်ပြီးကျမကျမ်းပိုက်ရွေးထားတဲ့အရာတစ်ကောခန်းကြီးလေးအခန်းငယ်အပိုက်ငယ်9တဲ့ကျမတို့အရင်ဖတ်ကြည့်ကြရအောင်တစ်ကောခန်းကြီးလေးအခန်းငယ်9ထို့သောဖြစ်လျင်မှောင်မိုက်၌ဝတ်ထားသောအရာတို့ကိုပွင့်လင်းစေ၍စိတ်နှလုံးအကြံစီများကိုထင်ရှားစေလက်တတ်သောသခင်ဖျား
ကြွလာတော့မမူမိတိုင်အောင်အဘယ်အမှုကိုများအဆုံးဖြတ်မစီရင်ကြနဲ့တဲ့ကြွလာတော်မူသောအခါအသီးသီးတို့သည်ဖျားသခင်ချီးမွမ်းတော်မူခြင်းကျေးဇူးကိုခံရကြလတံတဲ့တစ်ကောအခန်းကြီး၄အခန်းငယ်9ထဲမှာကျွန်မဖတ်သွားတာဖြစ်တယ်ဒါကြောင့်ဒီနေ့မနေ့ပဲဖြစ်ဖြစ်နေ့လယ်ပိုင်းကပဲဖြစ်ဖြစ်ကျမတို့ပြောပြီးဖြစ်တယ်ဖျားသခင်ရဲ့နိုင်ငံတော်ထဲမှာဟိုလူကိုဒီလိုဖြစ်ပါစေတော့ဟိုဘက်ကိုတော့ဒီလိုဖြစ်ပါစေတော့သူရှိမှရှိပါစေဟိုလူရှိမှရှိပါစေဆိုတော့ကျမတို့မှာတရားစီရင်ပိုင်ခွင့်မရှိဘူးဒါကြောင့်လေဒီမှာကောရင်သူဩဝါဒစာဆောင်ထဲမှာအခုကျမဖတ်ထားသလိုပဲမှောင်မိုက်ထဲမှာဝတ်ထားတဲ့အရာတွေရတဲ့ပွင့်လင်းတဲ့နေရာမှာတဲ့စိတ်နှလုံးအကျဉ်းစီများထင်ရှားစေဖို့အတွက်ဆိုတာဖယားသခင်ကြွလာတဲ့အထိတူးတယောက်ကနေစီရင်ပိုင်ခွင့်မရှိဘူးတဲ့ဒါကြောင့်နိုင်ငံတော်ရဲ့နိယာမထဲမှာဘာလဲဆိုလူတူးတယောက်ကျမတို့အလိုမကြလို့ကိုအလိုကြတယ်လို့နေစေခြင်းနဲ့အရာနဲ့တရားစီရင်လို့မရဘူးဘာလို့လူဆိုတာဖယားသူ့အခွင့်အရေးနဲ့သူပေးပြီးသားဖြစ်တယ်နောက်ဆုံးအချိန်ကာလအထိဒီလူကမဖြစ်နိုင်ဘူးဆိုတဲ့အရာတစ်ခုမှမရှိဘူးအခုဘလောက်ပဲဆိုးဆိုးအခုဘလောက်ပဲနားမလဲဒီဖြစ်သည့်တိုင်အောင်နောက်ဆုံးအချိန်မှာအဲ့ဒီလူကတကယ်ဆရာကြီးမဖြစ်ဘူးလို့ဘယ်သူမှပြောလို့မရဘူးအဲ့ဒီလူကလုံးဝပြောင်းလဲသွားမယ်ဆိုတော့လူကပြောလို့မရတဲ့အတွက်ကျမတို့ရဲ့တရားစီရင်ခြင်းတွေဆုံးဖြတ်ခြင်းတွေကမစောလွန်ဘူးလားဆိုတော့ကျမမေးချင်တာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာကိုအမြဲတမ်းစမ်းစစ်ဖို့ပဲဖြစ်တယ်လူများကိုသွားစမ်းစစ်ပြီးမှတရားစီရင်နေစရာအကြောင်းမရှိဘူးဒါကြောင့်ခရစ်တော်ကြွလာတဲ့အချိန်မှာအဲ့ဒီအရာတွေအကုန်လုံးထင်ရှားမှာဖြစ်တယ်တဲ့ခရစ်တော်ကြွလာတယ်ဆိုတာကိုကျမတို့ဘလို့သဘောပေါက်လဲနောက်ဆုံးကျမတို့အသက်တာရုပ်သိမ်းတဲ့ကိုရောကရုပ်သိမ်းတဲ့အချိန်လားခေါ်တော်မူခြင်းခံရတဲ့အချိန်ကိုဖယားနဲ့တွေ့တယ်ဆိုတဲ့အချိန်လို့သတ်မှတ်တာလားဒါမှမဟုတ်ကျမတို့အသက်ရှင်နေလို့နေ့တိုင်းဖယားနဲ့တွေ့တဲ့အသက်တာကိုဖယားကြွလာတဲ့အချိန်လို့သတ်မှတ်လားဆိုတဲ့အရာလေးကိုလည်းစင်ချင်ကြည့်ကြရအောင်ဒါကြောင့်ကျမတို့ကဖယားနဲ့တွေ့တယ်နောက်ဆုံးအချိန်လို့အမြဲတမ်းသတ်မှတ်တိုင်းဒီယေရှုခရစ်ကြွလာမယ်ဆိုတဲ့အရာနဲ့နောက်မှဒါမှမဟုတ်ကိုခေါ်တော်မူခြင်းခံရတဲ့အချိန်နောက်ဆုံးအချိန်မှာအဲ့ဒီအချိန်မှပဲယေရှုနဲ့တွေ့ရမယ်ကိုတော်နဲ့ဆုံရမယ်ဆိုမှကျမတို့ကနောက်ဆုံးချိန်လို့သတ်မှတ်လိုက်တာဒါကြောင့်လေတရားကိုစီရင်ရဲကြဒါပေမဲ့ကျမရဲ့ခံယူချက်ကျမရဲ့နားလည်မှုကဖယားသခင်ရဲ့နိုင်ငံတော်ထဲမှာခရစ်တော်ကြွလာတယ်ဆိုရင်ကျမတို့ရဲ့နေ့တိုင်းအသက်တာမှာဖြစ်ဖို့လိုတယ်ဆိုတာလေးပြောချင်တာဖြစ်တယ်တူးတယောက်အတွက်ဒီနေ့ကသူ့အတွက်ခရစ်တော်ကြွလာခြင်းဆိုတော့သူခရစ်တော်နဲ့ဆုံတဲ့နေ့ပဲခရစ်တော်နဲ့သဘောပေါက်တဲ့နေ့အဲ့ဒီမတိုင်မချင်းကိုရောနဲ့မတွေ့မချင်းကျမတို့ရတယ်သူ့ကိုအပြစ်ဟိုလူအပြစ်ဆိုသွားပြောလို့စီရင်ပိုင်ခွင့်မရှိဘူးဆိုတာကျမတို့ကိုသွန်သင်ထားတာဖြစ်တယ်ဒါကြောင့်ကိုပြန်စမ်းစစ်ကြည့်ရအောင်ကိုတောင်မပြည့်စုံတဲ့အရာကိုတောင်လိုအပ်ချက်ရှိတဲ့အရာလူများကဘာလို့တရားစီရင်ခြင်းရမှာလဲသူလည်းတွေ့နိုင်တဲ့အခွင့်အရေးသူ့မှာလုံးဝရှိသေးတယ်ဒီညလည်းရှိနိုင်တာပဲမနေ့ပြန်လည်းဖြစ်နိုင်တာပဲနောက်တစ်နေ့လည်းဖြစ်နိုင်တာပဲဆိုတဲ့အရာနဲ့ကျမတို့ကအမြင်ကိုပြောင်းလဲပစ်ဖို့လိုတယ်ဆိုတဲ့အရာလေးနဲ့ဒီဖျားသခင်နိုင်ငံတော်တွေကနေပတ်သက်တဲ့အရာလေးနဲ့ကျမဒီကျမ်းပိုက်အားဖြင့်ပထမဦးဆုံးအနေနဲ့အဲ့ဒီကျမ်းပိုက်လေးနဲ့ငွေငှကျင်တယ်နောက်တစ်ကိုအခန်းကြီးကိုအခန်းငယ်29ထဲမှာဆိုရင်ပြန်ကြည့်ရအောင်ကျမတို့တစ်ကိုအခန်းကြီးကိုအခန်းငယ်29သူတစ်ပါးကိုဆုံးမပြီးမှာတဲ့ကိုတိုင်ဆုံးရှုံးသောသူမဖြစ်ရမည်အကြောင်းကိုထိုး၍နှိပ်စက်လေရှိ၏တဲ့ယုံကြည်သူတွေတက်တာထဲမှာကိုဆရာဖြစ်လျက်ပင်ကိုတိုင်မဆုံးရှုံးဖို့ရန်အတွက်ကိုထိုး၍နှိပ်စက်လေရှိ၏တဲ့ရှင်ဘောလူရေးထားတာဖြစ်တယ်ဒါကြောင့်ကျမတို့ကလူများတယောက်ကိုဆုံးမပြီးမှဒီဆုံးမတဲ့အရာမှာကိုဆုံးရှုံးခြင်းနဲ့လုံးဝဖြစ်ကိုဖြစ်စေခြင်းနဲ့အရာနဲ့ဆုံးမလိုက်တဲ့အရာဟာကိုမှမရှိဘဲနဲ့လူများကိုသွားဆုံးမတဲ့အရာကိုတိုင်ဆုံးရှုံးခြင်းဖြစ်နိုင်တယ်ဆိုတဲ့အရာလေးကိုကျွန်မပြောချင်တာဖြစ်တယ်သူတို့
တော့စူးစမ်းစေခြင်းနဲ့ကိုကတကယ်တမ်းစူးစမ်းတာသူတို့တော့ဆူတောင်းစေခြင်းနဲ့ကိုတိုင်ကဆူတောင်းတာသူတို့ကြတော့ကျန်းစာဖတ်စေခြင်းနဲ့ကျမတို့ကြောက်တကယ်ဖတ်တာဒါကြောင့်ကိုတွင်တင်ပေးတဲ့အရာတွေကလူများတော့တွင်တင်ပါရဲ့ဒါပေမဲ့ကိုတွင်တင်တဲ့အတိုင်းကိုဆုံးရှုံးမှုမဖြစ်စေရန်ဆိုမှရှင်ပေါလုကသူ့ကိုသူတတိပေးပြီးမှကိုထွေးနှိမ့်ဆက်လေးရှိတယ်ဒါကြောင့်နှိမ့်ဆက်လေးရှိတယ်ဆိုတဲ့အရာမှာသူလိုချင်တဲ့အရာနဲ့အသက်မရှင်မဲနဲ့သူကိုယ်တိုင်အဲ့လိုမဖြစ်ဖို့ရန်အတွက်သူ့ကိုယ်သူအမြဲတမ်းသတိပေးပြီးမှသင်ယူတယ်ဆိုတာတွေ့ရတာဖြစ်တယ်။ဒါကြောင့်ကျမတို့ဖယားသခင်ရဲ့နိုင်ငံတော်ထဲမှာလူများကိုတွင်တင်တယ်လို့လူများကိုမဆုံးမခင်ကိုယ်တိုင်ဒီအရာတွေရှိရလားဆိုမှတွင်တင်ဆုံးမဖို့လိုတယ်ဆိုတဲ့အရာလေးကဒီတစ်ကောအခန်းကြီးကိုအခန်းငယ်20ခုနှစ်ထဲမှာပေါ်ပြထားတာဖြစ်တယ်။ဒါကြောင့်ကျမတို့တွေဒီ2019အစဇန်နဝါရီကနေဒီနေ့29ရက်နေ့ဒီဇင်ဘာလထိစဉ်းစားကြည့်ကြရအောင်ကျမတို့ဖခင်နိုင်ငံတော်ထဲမှာနေတယ်လို့လည်းပြောတယ်ဒါပေမဲ့ကိုယ့်အဖြစ်ကိုမမြင်မဲ့နဲ့သူများအဖြစ်ကိုမြင်တတ်တဲ့အရာတွေနောက်ပြီးကိုဖြစ်စေခြင်းတဲ့အရာတွေကိုအရင်မဖြစ်ဘဲနဲ့လူများကိုဖြစ်စေခြင်းတဲ့အရာတွေကိုမဖြစ်သေးပေမဲ့သူတပားကိုသွားဆုံးမတဲ့အရာတွေကကိုတကယ်လို့ဒီ2019နှစ်စနေဒီနေ့ထိဆုံးရှုံးခဲ့ရောဘယ်သူနစ်နာကိုပဲနစ်နာဒါကြောင့်ပြန်ပြီးမှစမ်းစစ်စီခြင်းလေဘယ်သူဘယ်ဝါမှကျွန်မအပြစ်ပြောနေတာမဟုတ်ဘူးဘယ်သူတာတယ်ဘယ်သူမတာဘူးဆိုတာကျွန်မပြောချင်နေတာမဟုတ်ဘူးဖယားသခင်ရဲ့နိုင်ငံတော်ထဲမှာဘယ်သူမှတီးပါဟိုလူမှတီးပါတယ်ဆိုတာမဟုတ်ဘူးကိုအတွင်းထဲမှာတီးရဲဆိုတဲ့အရာလေးကိုပြန်စမ်းစစ်စီမှာဖြစ်တယ်ဒါကြောင့်ကိုယ်တိုင်ပြန်စမ်းစစ်ပြီးမှကိုယ်တိုင်ကဆုံးရှုံးတော်သူဖြစ်သလားဆိုတာလေးကိုပြန်စဉ်းစားစေချင်တယ်ဒီကျမ်းပိုက်လေးနဲ့ကျွန်မကျမ်းပိုက်2ပိုက်ပေါ့နော်နောက်ပြီးအေဖက်ဩဝါဒအခန်းကြီး9အခန်းငယ်9ကိုဖတ်စေချင်တယ်အေဖက်9အခန်းကြီး9ခဏလေဦးကျွန်မပြန်ပိုက်ရွေးထားတာရှစ်ကနေစာဖတ်ရအောင်ရှစ်ကနေအထက်ကာလ၌သင်တို့သည်မှောင်မိုက်အတိဖြစ်ကြ၏ယခုမူကားသခင်ဖျား၌အလင်းဖြစ်ကြ၏တို့ဖြစ်၍အလင်းဤသားကဲ့သို့ကျင့်လောအဲ့ဒီထိပဲပေါ့နော်ဒါကြောင့်အရင်ကကျမတို့လည်းဘာမှမသိခဲ့ကြဘူးဒါပေမဲ့ဖျားကျေးဇူးတော်ကြောင့်ဖျားသူကိုယ်တိုင်လောကကိုကြွလာပြီးမှလူစားရီကိုခံပြီးမှကျမတို့အတွက်အသေးခံတဲ့အထိအသက်ဆွန့်သွားတာအမှောင်တွေကနေကျမတို့အလင်းသားသမီးတွေဖြစ်စေတယ်။ဒါကြောင့်အလင်းထဲမှာနေတဲ့လူကအလင်းသားသမီးလို့သက်ရှင်ရမှာဖြစ်တယ်။ဒါပေမဲ့ကျမတို့ကအလင်းထဲမှာနေပြီးမှအမှောင်မှာနေတဲ့လူတွေလိုနေတဲ့ခါကျတော့ဖယားသခင်ရဲ့နိုင်ငံတော်ဆိုတာကျေပြန့်ဖို့မပြောနဲ့ကိုတိုင်တောင်မှနေတောင်သဘောမပေါက်ဘူးဖြစ်တယ်။ဒါကြောင့်အလင်းထဲမှာဘာပဲလှုပ်အကုန်လုံးမြင်ရတယ်။အခုကျမအလင်းထဲမှာနေတဲ့အတွက်ကျမဘာဝတ်ထားလဲဘလို့ပုံစံလဲဆိုတော့ကောင်းကောင်းမြင်ရတာဖြစ်တယ်။ဒါပေမဲ့ကျမအမှောင်ထဲကိုသွားကြည့်ဘာဝတ်မှန်းဘလို့နေမှန်းဆိုတာဘလောက်ပဲမျက်စိကောင်းကောင်းမြင်လို့မရဘူးဖြစ်တယ်။ဒါကြောင့်အလင်းဆိုတဲ့နေရာမှာကျမတို့ကဖယားရဲ့သားသမီးတွေနိုင်ငံတော်ထဲမှာတည်တဲ့လူတွေဖြစ်တဲ့အတွက်အလင်းရဲ့သားသမီးတွေဖြစ်တဲ့အတွက်အမှောင်လို့နေလို့မရဘူးဆိုတာကိုသတိပေးထားတာဖြစ်တယ်။ဒါဆိုကျမတို့ဒီတစ်နှစ်စာအတွက်ပဲစဉ်းစားအောင်မယ်ဒီနဲ့စပိုင်းကနေဒီနေ့အထိကျမတို့ကအမှောင်မှာသွားနေတဲ့လူတွေလိုအသက်ရှင်သလားဒါမှမဟုတ်အလင်းထဲမှာနေတဲ့လူတွေလိုအသက်ရှင်အမှောင်ထဲမှာလူကလေဘာမဆိုလှုပ်ရဲတယ်ဒီလိုအလင်းထဲမှာမလှုပ်ရဲတဲ့အရာတွေအမှောင်ထဲမှာလှုပ်ခိုင်းကြည့်ဘလောက်ပဲတတိကြောင်တဲ့လူတော်မလှုပ်ရဲတဲ့အရာတွေအများကြီးဒါကြောင့်အမှောင်နဲ့အလင်းတို့ဖះခွဲခြားပေးထားတဲ့အရာတွေအလကားမို့ဒါကြောင့်ကျမတို့ကအလင်းထဲမှာအသက်ရှင်ရမယ့်အရာလူများမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေလူတွေ့သည်ဖြစ်စေမတွေ့သည်ဖြစ်စေဖယားเจ้าနဲ့မှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်
ဒီလောကရဲ့အလင်းတွေကိုဖခင်ပြောနေတာမဟုတ်သူကို၌ကအလင်းဖြစ်တဲ့အတွက်ကျမတို့ကအလင်းသားသမီးတွေဖြစ်တဲ့အတွက်အလင်းထဲမှာလို့အသက်ရှင်ရမှာဖြစ်တယ်ဒါပေမဲ့ကျမတို့တွေကအမှောင်ထဲမှာအသက်ရှင်တယ်လို့လူများရဲ့အဖြစ်ကိုဘလို့ပဲနေနေကိုအဖြစ်ဘလောက်ပဲကြီးကိုလုံးဝမသိကြအောင်ဖြစ်တယ်ဒါကြောင့်ကျမတို့ပြန်ဆင်ခြင်ဖို့အတွက်ကဒီနေ့အတွင်းဖျားပေးထားတဲ့ကျေးဇူးတော်ကြောင့်အလင်းထဲရောက်တဲ့သားသမီးတွေကကျမတို့အမှောင်ထဲမှာနေတဲ့သားသမီးတွေလို့ဆက်လက်အသက်ရှင်မယ်ဆိုရင်သူတစ်ပါးကိုဆုံးမပြီးမှကိုယ်တိုင်ဆုံးရှုံးတော့သူဖြစ်ဖို့အရန်ကိုလွယ်တဲ့ကိစ္စဖြစ်တယ်ဒါကြောင့်ကိုစမ်းစစ်စေခြင်းတယ်ဒါကြောင့်ဒီ2ရက်3ရက်တွင်ကျမတို့ပြောနေတဲ့ဖခင်ရဲ့နိုင်ငံတော်ဆိုတာကကဲတင်ချင်းရယုံတက်မဟုတ်ပဲနဲ့ဖခင်ဖြစ်စေခြင်းတဲ့နိုင်ငံတော်ကျမတို့အထဲမှာလာတည်ထောင်တာဖြစ်တယ်ဒါကြောင့်ကိုကြိုက်တယ်လို့ဆုံးဖြတ်ဖို့မဟုတ်ပဲနဲ့နေ့တိုင်းညတိုင်းမနေ့တိုင်းကျမတို့ဖခင်သခင်ရဲ့အလိုတော်ဘာလဲဆိုရှာဖွေတတ်လို့အရန်လို့တာဖြစ်တယ်ဒါကြောင့်ဒီကိုလောသဲအခန်းကြီး3အခန်းငယ်23ထဲမှာဗာရေးထားတယ်ဆိုတော့ဘာလို့ပဲလို့တဲ့မဖတ်တော့ဘူးအဖတ်ကြည့်လိုက်ကောင်းမယ်ခဏနော်ကိုလောသဲအခန်းကြီး3အခန်းငယ်23လူဤအမှုကိုသာဆောင်ရွက်တဲ့ကဲ့သို့မဟုတ်သခင်ဖျားဤအမှုတော်ကိုဆောင်ရွက်တဲ့ကဲ့သို့ပြုလေသမျှတို့၌စေရနာစိတ်နှင့်ပြုကြလောတဲ့အဲ့ဒါကြောင့်ဘာအလောက်ပဲလုပ်တဲ့ဖျားလူအမှုကိုဆောင်နေဆိုတဲ့ပုံစံမျိုးနဲ့အလုံးမလုံးနဲ့တဲ့သခင်ဖျားရဲ့အမှုတော်ကိုဆောင်ရွက်တယ်ဆိုတဲ့သဘောနဲ့စေရနာအပြည့်နဲ့လုပ်ကြပါတဲ့ဒါကြောင့်ကျွန်မအမြဲတမ်းပြောနေတယ်ဒီ23 24 25 26 29ဖယားသခင်ရဲ့နိုင်ငံတော်မှာဖယားအမှုတော်ဆောင်ပါတယ်ဆိုတော့ဒီဆရာတော်တွေပဲမဟုတ်ဘူးဆရာကြီးတွေပဲမဟုတ်ပဲနဲ့မိသားစုမှာမိခင်ပဲဖြစ်ဖြစ်ဖခင်ပဲဖြစ်ဖြစ်သားသမီးတွေပဲဖြစ်ဖြစ်ဘယ်အရာကိုပဲလှုပ်ဆောင်ကျမတို့အားလုံးအမှုတော်ဆောင်နေဖြစ်တယ်လို့ကျမအမြဲတမ်းပြောနေကြဖြစ်တယ်ဒါကြောင့်ဒီမှာလဲကိုလိုသဲမှာလဲကျမတို့တဖန်ပြန်ပြောထားတာဘယ်အမှုပဲလုပ်လို့ဖယားအမှုတော်ဆောင်နေဆိုတဲ့သဘောနဲ့ဆောင်ပြီးမှစေနာရှိနဲ့ဆောင်ဖို့အတွက်ယုံကြည်သူတွေကိုပြောထားတာဖြစ်တယ်ဖယားတကယ်နိုင်ငံတော်ထဲမှာနေတဲ့လူတွေပြောထားတာဖြစ်တယ်ဒါကြောင့်ကျမတို့အမှုတော်ဆောင်ဆိုတာကိုဒီမျက်မြင်ထင်ရှားတွေ့ရတဲ့ဆရာတွေလောက်ကိုပဲကျမတို့သဘောထားတဲ့အတွက်မိသားစုထဲမှာလင်နဲ့မယားကြားသားနဲ့သမီးကြားမောင်နှမကြားဖယားမှုတော်ဆောင်လို့သဘောမပေါက်တဲ့ခါကျတော့ကျမတို့ကကြိုက်တယ်လို့ပြောတယ်ကြိုက်တယ်လို့နေကြတယ်ကြိုက်တယ်လို့ကိုယ်စိတ်ကြိုက်ကိုမိသားစုမှာနေကြတာဖြစ်တယ်ဒါဖခင်အမှုတော်ဆောင်တဲ့သဘောမဟုတ်ကျမတို့အမှုတော်ဆောင်တယောက်ဆိုရင်ဥမာဆရာမင်းစိန်ဆိုပါစို့ဆရာမင်းစိန်ကိုဖြစ်စေခြင်းတဲ့ဟာတွေကအစိုးတစ်ခုမှမပါဘူးမလားဟာ तू ကဖခင်အမှုတော်ဆောင်မဲလေ तू ကတော့ငါတို့ထပ်ပို့ပြီးစူးစမ်းရမှာပေါ့ပို့လောက်ရမှာပေါ့ तू ကဖခင်အမှုတော်ဆောင်မဲဆိုကျမတို့ကအလွယ်နဲ့ပြောတတ်ကြဒါမဲ့ကိုယ်တိုင်အမှုတော်ဆောင်ဖြစ်တယ်ဆိုတာသဘောပေါက်ရင်ဆရာမင်းစိတ်ကိုဖြစ်စေခြင်းတို့ကျမတို့ကအရင်ဖြစ်ရမှာဖြစ်တယ်ဒါဖရာသခင်ရဲ့နိုင်ငံတော်တွေကပေးတဲ့ဖရာရဲ့နိယာမဖြစ်တယ်ဒါကြောင့်မိသားစုမှာအရန်အရေးကြီးတယ်တဦးတစ်ယောက်မှာအရန်အရေးကြီးတယ်ဆိုတဲ့အရာလေးနဲ့ကျမတို့ထပ်တလဲလဲပြန်ပြောနေတာဖြစ်တယ်ဒါကြောင့်ဒီမှာရောက်ရှိလာတဲ့ညီကိုမောင်တို့ကအားလုံးဖရာအရန်ချစ်တယ်ဖရာကျမတို့ကိုမှောင်မိုက်ထဲမှာရှိနေတဲ့လူလိုမျိုးအသက်ရှင်စေချင်တာမဟုတ်ဘူးအလင်းတဲမှာလို့ကိုဘာလောက်လဲဆိုကောင်းကောင်းသိကောင်းကောင်းမြင်ရတယ်လို့ကျမတို့နေ့တိုင်းအသက်ရှင်တဲ့နေရာမှာဖရာသခင်နိုင်ငံတော်ထဲမှာနေတဲ့အခါမှာမိသားစုကအစတူးတယောက်ကနေအစဖရာအမှုတော်ဆောင်နေဆိုတဲ့စိတ်သဘောထားနဲ့စိတ်အပြည့်ဝနဲ့စေနာအပြည့်နဲ့လုပ်မယ်ဆိုဒီဖရာသခင်နိုင်ငံတော်ကကျေပြန့်မှာဖြစ်တယ်ကျမတို့တွေလှုပ်ဆောင်ရတဲ့နည်းနဲ့ဖရာလှုပ်သွားမှာများဖြစ်တယ်ဒါပေမဲ့အခုကကျမတို့ကလူတိုင်းကခန္ဓာဖယားခရစ်တော်ကကျမတို့ရဲ့ဦးခေါင်းဖြစ်တယ်ကျမတို့ယုံကြည်သူတွေကခရစ်တော်ရဲ့ဒီအင်္ဂါတွေဖြစ်ကြဒါလူခန္ဓာနဲ့ရှင်ပေါလုကလည်းနှိုင်းထားတဲ့အရာဖြစ်တယ်ဦးခေါင်းကဦးခေါင်းနေရာမှာလက်ကလက်နေရာမှာခြေထောက်ကခြေထောက်နေရာမှာမနေဘဲနဲ့ပြောင်းပြန်လှန်ပြီးမှဦးခေါင်းကဇောက်ထိုးနဲ့လမ်းလျှောက်မယ်ဆိုကျမတို့ဒီကနေဒီတောင်သွားဖြစ်မှာမဟုတ်ဒီတိုင်းပဲခြေရလဲငါဥကောင်းနေရမှာနေမယ်ဟဲ့ဆိုမှပြောင်းပြန်လှန်လို့လည်းမရဘူး
ရရင်တောင်မှတစ်စက္ကန့်လောက်ပဲရရင်ရလိမ့်မယ်ဒါကြောင့်ဖခင်ကသူ့နေရာနဲ့သူခွဲခန့်ပြီးသားဖြစ်တယ်တချို့ဓမ္မဆရာနေရာမှာတချို့ကျတော့ prophet နေရာမှာတချို့ကျတော့ဆရာနေရာမှာခန့်ထားတာဖြစ်တယ်ဒါကြောင့်တယောက်နဲ့တယောက်မထီမဲ့မြင်မလေးစားလို့လုံးဝမရဘူးဖြစ်တယ်ကိုယ့်နေရာမှာကိုယ်နေတတ်ဖို့ပဲအရေးကြီးတယ်ကိုယ့်ပါစတာနေရာမှာမထားဘဲနဲ့ဘာလို့ဆရာသွားလုပ်ချင်လဲဘာလို့ prophet နေရာမှာမထားဘဲနဲ့ prophet လို့ဟိုလူကိုအကြံပြုလိုက်ဒီလူကိုအကြံပြုလိုက်နဲ့ကျမတို့ဘာလို့လုပ်ကိုယ့်နေရာကိုသဘောပေါက်ဖို့လိုတယ်ဒါကြောင့်ဖခင်သခင်ရဲ့နိုင်ငံတော်ထဲမှာဘသူအမျက်ဆုံးလဲဆိုတာမရှိဘူးဘသူအမျက်ဆုံးလဲဆိုပြီးမှဒီတပည့်တော်တွေကယေရှုမေးတဲ့အခါကျတော့သူ့အဖြေကရှင်းရှင်းလေးပဲအကြီးမြတ်ဆုံးသောလူကကိုနှိမ့်ချဆုံးအသေးငယ်ဆုံးသောသူကအကြီးဆုံးဖြစ်မယ်ဖခင်စကားဘလောက်ရှင်းလဲဒါကြောင့်ကျမတို့တွေကအမှုတော်ဆောင်နေဖြစ်တဲ့အတွက်အာလုံးမိသားစုခြေနေရာမှာပဲဖြစ်ဖြစ်လက်နေရာမှာပဲဖြစ်ဖြစ်ဦးကောင်းနေရာမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကျမတို့နေရာကိုကျမတို့သိပြီးမှဒီအမှုတော်မြတ်ထဲမှာဖခင်သခင်ရဲ့အလိုတော်တိုင်းကျမတို့နိုင်ငံတော်ကျေပြန့်စေဖို့ဖြစ်တယ်။ဒါပေမဲ့ကိုယ့်နေရာကိုမသိကြတဲ့ခါကျတော့ညီးတွားမှုနဲ့ပဲပြည့်စုံကြပြီ။အသင်းသူအသင်းသားတွေကဆရာဝေဖန်တယ်။ကျမတို့တွေကဟိုတယောက်မိသားစုဟိုတစုကဟိုတစုလူငယ်တွေဟိုတစုကဒီတစုနဲ့ပဲဝေဖန်နေလို့ပဲကျမတို့လောကမှာဖခင်ကျမတို့ထားတာမဟုတ်ကျမတို့နေရာနဲ့ကျမတို့ကိုတာဝန်ကျေပြီးမှသူ့နိုင်ငံတော်အတွက်အကုန်လုံးပါဝင်စေချင်တာဖြစ်တယ်။ဒါကြောင့်ဘယ်အမှုပဲလှုပ်ဖခင်အမှုတော်ဆောင်နေဆိုတဲ့စိတ်သဘောထားနဲ့လှုပ်ကြဆိုတာမိသားစုတွေပါတယ်။အိမ်မာနေရင်လည်းပါတယ်။တောင်ရခောက်ရင်းနဲ့လည်းပါတယ်။ဈေးရောင်းရင်းနဲ့လည်းပါတယ်။ဒါကြောင့်အမှုမဲ့အမှတ်မဲ့မဖြစ်စေချင်ဘူး။ဖခင်ကကျမတို့ထားတာလောကမှာအနာဟတာမဖြစ်ဘူး။ဒါကြောင့်တေပြီးမှကောင်းငင်နိုင်ငံကိုသွားဖို့စိတ်ဝင်စားခြင်းထက်လောကမှာအသက်ရှင်လို့ကောင်းငင်နိုင်ငံကဲ့သို့ကျမတို့ရဲ့နှလုံးသားထဲမှာဖခင်သခင်နိုင်ငံကိုတည်ထောင်ဖို့ဖြစ်တယ်ဆိုတာလေးကိုကျမအနေငယ်ခွန်အားပေးခြင်းနဲ့ဘာလို့အရန်ပင်ပန်းကြတဲ့အတွက်ကျမအရှိကြီးလည်းမပြောမနေတော့ဘူးဒီမှာရှိတဲ့သားသမီးတွေလည်းဒီညလည်းဆက်ကအောင်မှာမလားအဲ့ဒါပြီးအဲ့ဒါကြောင့်အချိန်နောက်တစ်ပိုင်းရှိသေးတယ်ဒါကြောင့်ဘယ်အမှုပဲလှုပ်တာဖခင်နိုင်ငံတော်အတွက်ကျေပြန့်ဖို့ဖြစ်တဲ့အတွက်ဖခင်တခြင်းကိုချီးမွမ်းတာပုံစံအမျိုးမျိုးနဲ့ထွန်ပြီးဆိုလို့ရတယ်ကလို့ရတယ်ဖခင်ပေးတဲ့ခြေတွေလက်တွေနဲ့ဖခင်ကုံတော်ချီးမွမ်းတာဒါလည်းဖခင်တခင်နိုင်ငံတော်ကျေပြန့်ဖို့အတွက်ပဲဒါမဲ့ကတာလောက်ကပျော်ပါတယ်လေလို့သွားကရင်တော့ကောင်းကြီးကတော့ရသလောက်ရမှာမဟုတ်ဘူးဖခင်ဖြစ်စေချင်တာဒီခြေတွေလက်တွေပေးထားတဲ့အရာနဲ့ဂုံတော်ချီးမွမ်းမယ်ဟဲ့ဆိုမှချီးမွမ်းရင်ဖခင်အဲ့ဒီစိတ်ထားပို့လို့ချင်တာဖြစ်တယ်ဒါကြောင့်ဘယ်ဟာကအမှုကပိုကြီးပါတယ်ဘယ်ဟာကပိုသေးပါတယ်ဆိုတာမဟုတ်ပဲနဲ့ကိုလှုပ်တဲ့အရာတိုင်းကိုဖျားအမှုတော်ထဲမှာကြီးမြတ်တဲ့အမှုဖြစ်တယ်ဆိုတာလေးကိုပြောချင်တာဖြစ်တယ်ဒါကြောင့်ဒီတစ်ခေါက်ကျမတို့အစကလေးကနေဒီညအဆုံးထိဖျားရဲ့နိုင်ငံတော်ဘယ်မှာတည်ထောင်တယ်လဲဆိုတာရှင်လုကာခန်းကြီး7:7တည်းကလည်းကျမတို့ပြောပြီးသားဖြစ်တယ်ဘုံမှာတည်ပါတယ်ဒီမှာတည်ပါတယ်မဟုတ်ဘူးတည့်ရဲ့အထဲမှာတည်တယ်ဆိုတဲ့အရာလေးကိုကျမရသွားစေခြင်းနဲ့ဒီအရာကိုကောင်းကောင်းသဘောပေါက်လို့ရတော့ဘယ်နေရာမှာပဲနေနေကျမတို့အားလုံးဟာကျွန်တော်တို့အားလုံးဟာအမှုတော်ဆောင်ဖြစ်တယ်ဆိုမှပေါ့ရောနေရဲမှာမဟုတ်ဘူးအမှောင်ထဲမှာလို့ဘာမဆိုလှုပ်ရဲတဲ့အရာမဟုတ်ပဲနဲ့အလင်းထဲမှာဘာပဲလှုပ်ထင်ရှားတယ်လို့ကိုလှုပ်တဲ့အရာတွေအကုန်လုံးဖျားသခင်ရဲ့နိုင်ငံတော်ထဲမှာအကုန်လုံးထင်ရှားတာဖြစ်တယ်ဆိုတာလေးကိုလည်းပြောခြင်းနဲ့ပထမဦးဆုံးကျမဖတ်သွားတဲ့ကျမ်းပိုက်လို့တစ်ကောအခန်းကြီး၄အခန်းငယ်9တဲ့ပဲဒီအဆင့်ကိုမရောက်သေးတဲ့လူတွေလည်းရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျမတို့မှာတရားစီရင်ပိုင်ခွင့်မရှိဘူးသူတို့ဖြစ်လာတဲ့နေ့အထိကျမတို့စောင့်ရမှာဖြစ်တယ်ဒါကြောင့်ညီးတွားနေမဲ့အစားတယောက်နဲ့တယောက်ဆုတောင်းခြင်းအဖြစ်တော်၎င်းခွန်အားပေးခြင်းအဖြစ်တော်၎င်းကိုတတ်နိုင်တဲ့အရာကဏ္ဍတီးတီးကနေပါဝင်မယ်ဆိုရင်ဖခင်ရဲ့နိုင်ငံတော်ကျမတို့မကျေပြတ်ပါနဲ့လို့တားဆီးနေတယ်ကျေပြတ်သွားမှာဖြစ်တယ်ဘာလို့ဒီနေ့အထိမကျေပြတ်နိုင်လဲဆိုတာသူများတွေကလာတားဆီးတာမဟုတ်ကို၌ကတားဆီးခြင်းဖြစ်တယ်ဆိုတဲ့အရာလေးလည်းအနည်းငယ်ပြောခြင်းနဲ့ဒါကြောင့်သူတပားကိုဆုံးမပြီးမှကိုယ်တိုင်ဆုံးရှုံးသောသူများမဖြစ်စေရန်ဖရာသခင်နိုင်ငံတော်ကျေပြန့်စေဖို့အတွက်လူတိုင်းမှာတာဝန်ရှိသလိုအထူးသဖြင့်တာဝန်ရှိရာကိုယ်တိုင်ဖြစ်တယ်ဆိုတာလေးလည်းပဲညီကုန်းချုပ်မယ်အားလုံးအတွက်ဖရာရှင်ကောင်းကြီးချပေးပါစေအာမင်ဖရာသခင်ကုန်လုံးအရန်ကျေးဇူးတင်တယ်လို့စပြောချင်ပါတယ်ကျမတို့ကဘယ်လို
လို့ပြောမလဲဗမာစကားမပြောတာကြတော့ရှာလိတ်ပါလေပြောကိုချင်းလို့ပဲပြောတာဟိုမှာချင်းလို့ပဲပြောတော့ဗမာစကားပြောတာသုံးလုံးလဲတခါလေးကြတော့မပြောတာကြတော့လေးရှာလိတ်သွားတယ်အပေါ်မှာလည်းတောင်းပန်ပါတယ်ဒီမှာဒီညပြောချင်တာကတော့ဒီကဘောနော်ဟိုကျေးဇူးတင်စကားလေးနည်းငယ်ပြောချင်ပါတယ်ဒီကလူရှင်မိသားစုကိုစားပေါ့နော်အဲ့ဒါလည်းပြောချင်ပါတယ်ကျမတို့ဒီနေ့ဒီချိန်ထိပို့ဆောင်ပြီးတဲ့ဘုရားကုံချီးမွမ်းပါတယ်ဘုရားသခင်ကိုကျေးဇူးတင်တယ်လို့ပထမဆုံးပြောချင်ပါတယ်ဒီနေ့23ရက်ကျမတို့ဒီကိုလာတဲ့နေ့နဲ့ဒီနေ့ထိပို့ဆောင်ပြီးတဲ့ဘုရားကိုကျေးဇူးတင်တယ်ဆိုတာအကြောင်းလေးပြောချင်တယ်အထူးသဖြင့်ပေါ့နော်ဒီပနေစုံ area စုပေါင်းရဲ့ Christmas ပွဲတော်ကိုပြီးဆုံးတဲ့ထိတိုင်အောင်ပို့ဆောင်ပေးရဘုရားကျေးဇူးတော်ပါပဲအခုဒီလိုဘလောက်ပဲကျမတို့ကြီးလာဖို့အစီအစဉ်ရှိပြီးဒီမှာလာလုပ်ပေးမယ်ဒီလိုနားထောင်မဲ့လူနဲ့ဒီလိုလာမဲ့လူမရှိရင်ကျမတို့လုပ်တဲ့လာလဲတကယ် Christmas ပွဲတော်လည်းအတိတ်ပဲမဲ့ဟာဖြစ်ပါတယ်အခုတော့ကျမတို့ဒါဒီလိုပဲ9ရက်လုံးမပြောနဲ့တရက်တောင်ထိုင်ခိုင်းကြည့်ကျမလုံးဝထိုင်နိုင်မှာမဟုတ်ပါဘူးအားကြောင့်ဒီလိုလာတဲ့မိသားစုတွေကိုပုံမှန်အရန်ကျေးဇူးတင်တဲ့အကြောင်းပြောချင်တယ်အထူးသဖြင့်ဒီကစင်ရင်ရွာရဲ့ဆရာတော်ပေါ့နော်သူ့ပုံမှန်အရန်ကျေးဇူးတင်တယ်ဒီလိုပေါ့နော်area အတွင်းမှာရှိတဲ့ယုံကြည်သူမိသားစုတွေဒီလောက်အများကြီးပေါ့နော်ဒီလိုပါဝင်ခွင့်ကိုဥဆောင်ပေးတဲ့ဆရာတော်ပုံမှန်အရန်ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်နောက်ပြီးမှဖက်ကကျမတို့ရဲ့ဒီကိုလာဖို့ပေါ့နော်ဟိုပဒန်းရဲ့ဆရာတော်လည်းသူကျေးဇူးတင်တယ်သူအထူးသဖြင့်ခုကျမတို့ဒီကိုလာတဲ့ချိန်မှာလာဖို့ပဲအစီအစဉ်ရှိတယ်ကျမတို့မှာအစီအစဉ်ဘာနဲ့ဘယ်လိုသွားရမှန်းတော့မသိဘူးတကယ်လို့ကျမတို့ဒီကိုလာဖို့ဒီရပေါ့နော်ကျမတို့သားရွယ်မောင်လေးရွယ်တွေဗလေးတွေပေါ့နော်သူတို့ဒီ cycle ဘယ်လောက်ကျွန်းကျန်တယ်ဆိုတော့ကျမအွန်လုံးလို့တခြားလူတွေမပြောနဲ့ကျမကိုလုံးကိုတကယ် cycle တင်လာတော့ကျမတကယ်အော်ပါတယ်လက်ပြန်လိုက်ပို့ပေးပါလို့တောင်းဆိုပါတယ်ဘာလို့လဲဆိုတော့အရင် cycle ကျွန်းကျင်တယ်ကျမတို့တစ်ချက်မှားလိုက်တယ်လေဆိုရင်အိုးကြောက်လုံးလို့ကျမမလေးဆင်းပြရစီလို့ပြောရတော့မလေးသူ့ဖက်နောက်ဆုံးကြတော့ကျမကို cycle ကျမသူ့ဆွဲလို့ပဲနေရဆွဲမှန်းတယ်လေပဲညစ်သူလို့ဖြစ်နေတာအဲ့ဒါကြောင့်ဘာပြောဒီလောက်ခက်ကျမသူများတွေတကယ်ကျမတို့တော်တကယ်ရချင်းအောင်မှာ cycle ရတော့စီးတော့သူများတင်ပြီးမှစီးတော့စီးဘူးပါတယ်ဒါပေမဲ့အဲ့လိုဒီလောက်တောင်ပေါ်ဒေသပေါ်မှာဒီပထမဆုံးချိန်ကျမတို့ cycle စီးခြင်းဖြစ်ပါတယ်ဒီလိုလာပြီးမှအခုပေါ့နော်ဒီလိုဖြစ်မြောက်ရေးအတွက်ဒီ Christmas ပွဲတော်နဲ့အခုဘုရားတည်နာကြားနာဖို့အတွက်9ရက်လုံးဒီလိုလုံနိုင်တာလည်းဖက်ကပေါ့နော်ဒီစင်ရင်ရွာရဲ့ချက်ပြရွရေးအစပေါ့နော်နေ့တိုင်းတာဝန်ကြပြီးမှလှည့်ကြပြီးမှတာဝန်ယူပေးတဲ့ညီကိုမောင်မတွေအကုန်လုံးကိုကျေးဇူးတင်တယ်ကျေးဇူးတင်ထိုက်တော့အကုန်လုံးကိုကျေးဇူးတင်တယ်တယောက်ချင်းစီကိုကျမတို့ကျေးဇူးတင်တာမပြောတတ်ပါဘူးနောက်ပြီးအထူးသဖြင့်ကျမတို့ရဲ့ဘောနော်ဆရာဟိုဗဒန်ရဲ့ဆရာကတော့ရိုစီနူပေါ်မှာလည်းအရန်ကျေးဇူးတင်တယ်ကျမတို့ခုမိသားစုရတော့ဘောနော်ရန်ကျမဓာတ်ပုံလေးတွေနည်းနည်းပို့မှမိသားစုမှာပို့တယ်ဒီလိုဘောနော်အခက်ခဲဟိုဘောနော်ဟိုကျမတို့လာခဲ့တယ်ပြောတယ်မဲ့ကျမတို့ပြန်ကျမတို့မိသားစုတွေကျမတို့ဘယ်လိုပြောမလဲတဲ့ကျမတို့မှလေပိန်ဖို့နေနေတာဝဝဖြိုးနဲ့ပြန်သွားမိရဖြစ်မှာတယ်ဘာလို့နေ့တိုင်းဆရာကြော်ရဲ့ကျမတို့ကျွေးမေးခြင်းနဲ့ကျမတို့မနေ့တိုင်းထမင်းသိမ့်မစားနဲ့တနေ့ကို2ပကံ3ပကံလောက်ပဲစားခြင်းဖြစ်ပါတယ်နေ့တိုင်းကျမတို့မှာအစားတောက်ကောင်းခြင်းနဲ့အိတ်ချင်းနေတယ်နော်ကောင်းမွန်အိတ်နိုင်တာလဲဒီဟာပေါ့နော်ပြုစုပြောတော်ပေးတဲ့ဆရာကြော်ပေါ်မှာအရင်ကျေးဇူးတင်တယ်နောက်ပြီးမှအကုန်လုံးပေါ့နော်ဖက်ကျမတို့မိဟိုပါပေါ့နော်မသိမှဆိုလို့နာမည်မသိတော့ပိန်လေးလို့ခေါ်ကျမနာမည်ကဒေါ်မိုးဖြစ်ပါတယ်ဒေါ်မိုးကျမတို့နှစ်ယောက်နာမည်တူနေသူကဆိုင်းပေါ်နာမည်ကျမတို့နှစ်ယောက်မယားဟိုပါဘောနော်လင်းညီမပြီမယ်ညီမရင်းလို့ချစ်ကြတယ်အဖေမဆုံးခင်ကလည်းချင်းအောင်ရောက်တဲ့ချိန်မှာကျမမှလည်းညီကိုမောင်မ6ယောက်ရှိပေမဲ့ကျမမိသားစုညီကိုမောင်မအရင်နေချာတယ်ကိုနာမမရှိတော့ကိုမလို့ဟိုဘောနော်ခံစားပြီးကျမတို့တကယ်ကိုချစ်ကြတဲ့ညီမတွေလိုနေရဖြစ်ပါတယ်
ကျမတို့ညီမတွေအဲ့လိုထားမယ်အန်တီမိုးချင်းပဲဆိုတော့တခါလေဒေါ်မိုးခေါ်သူကဗျာလို့ဟိုးလို့ထူးလိုက်ကျမကထူးလိုက်နဲ့နှစ်ယောက်သားလေးနာမည်တူပါတယ်လို့ပြောချင်ပါတယ်သူလဲသူ့တော့ဒေါ်မိုးလို့ကိုကျမမမမိုးလို့ခေါ်လို့ရပါတယ်ဘာပဲပြောဟိုဒီလောက်ထိပို့ဆောင်ပေးရဖျားဖို့ကျေးဇူးတင်တယ်ကျမတို့မနေ့ပြန်သွားရမှာဖြစ်တယ်ချင်းနာကိုတကယ်လို့ရောက်ခဲ့သည်ရှိတော့တရားညီကိုမောင်မမီအားလုံးပေါ့နော်ဟိုသူ့ကိုအန်တီမိုးကျမကိုလည်းဒုံမိုးလို့သိတယ်ချင်းနာမှာဆိုရင်ဟာခါမှာဆိုဘာပဲပြောကျမတို့နေခံဖြစ်တဲ့အတွက်လာတဲ့ချိန်ကြမှာကျမတို့အိမ်မှာလည်းအကုန်လုံးတဲနိုင်ပါတယ်အန်တီမိုးတို့လည်းရှိတယ်ကျမတို့လည်းရှိတယ်အကုန်လုံးဒီကမိသားစုတွေပဏိအေရာမိသားစုတွေချင်းနာဟာခါရောက်တဲ့ချိန်ကြမှာကျမတို့လည်းမမေ့ပါနဲ့ကျမတို့လာရှာပါလာတဲလို့ရပါတယ်ဆိုတာလည်းအကြောင်းလည်းပြောချင်ပါတယ်ကျမတို့အရန်ပျော်ခဲ့တယ်ကျမပထမတော့ကျမဒီကိုလာဖို့တကယ်နည်းနည်းတော့ကြောက်တယ်ကျမကဘာလို့လဲဒူးသိမ့်မကောင်းတော့အရန်ကြောက်တော့သွားကနေလာကနေထိကျမသွားပါမလားလို့စဉ်းစားနေတယ်တကယ်ရောက်တော့ကျမတို့အရန်ပျော်ခဲ့ပါတယ်မင်းမူးတဲ့ကျမဘဝမှာဒီလိုတောတောင်လေးတဘာဝအလှတွေတစ်ခုတစ်ခေါက်ပဲကျမတို့ကမြင်ဘူးတယ်လို့ပဲပြောရမှာပါဘာပဲပြောဖျားတခင်ကျေးဇူးတော်ကြောင့်ပို့ဆောင်ပေးလို့ဒီကိုရောက်ရှိတာဖြစ်တယ်ညီကိုမောင်နှမတွေရဲ့ရိုးသားမှုနော်လေးစားမှုတွေမြင်ရတော့ကျမတို့မထိုက်တန်ပေမဲ့လေကျမတို့ရဲ့နော်ဟိုဘယ်လိုပြောမလဲကျမတို့မှာတင်ယူစရာတွေအများကြီးရှိတယ်တကယ်လို့ဒီရတာဆရာဒီမှာအမပေါ့နော်အမဟိုဒီရတွေလူဟိုဘယ်လိုပြောတရားဒေသနာဝေငှတာတပြောတတ်မှတ်ဒီမှာကြီးပေါ့နော်ကျမတို့ရှိမှမရှိတဲ့ဘယ်လိုပြောမှလဲတယောက်နဲ့တယောက်ချစ်ခင်လေးစားမှုနော်မျက်နှာပေါ်မှာမပြောတတ်ပေမဲ့ဟိုနှိမ့်ချခြင်းနေများတော့ကျမတို့လည်းတင်ယူစရာတွေအများရှိခဲ့တယ်ဖျားပေါ်မှာလည်းကျေးဇူးတင်တယ်နောက်ပြီးမှကျမရဲ့ခုတော့ခုကကျေးဇူးတင်စကားပြောတယ်ကျမနည်းနည်းစကားရှိရင်ခွန်းလို့ပါဘာလို့လဲဆိုတော့ကျမမနေ့ပြန်သွားတဲ့ချိန်ဒီကိုရောက်ဖို့ဆိုတာကျမတို့အတွက်လည်းခက်ခဲမယ်ကျမရဲ့ဘဝကိုအခုဒုတိယပြောတဲ့အတိုင်းပဲလွန်ခဲ့တဲ့အနှစ်20ခက်ကကျမမှာသားတစ်ယောက်သမီးတစ်ယောက်ရှိတယ်သားတစ်ယောက်ဆုံးပြီးနောက်ပိုင်းကျမရဲ့ဘဝကိုပြောပြတယ်ဒါပေမဲ့ကျမရဲ့ဘဝမှာအခက်ခဲတိုင်းညီကိုမောင်မတွေ6ယောက်ပဲရှိပေမဲ့ကျမလိုညီကိုမောင်တို့ဒီမှာအခက်ခဲတွေကြုံတိုင်းသားပဲဆုံးတာမို့သားဆုံးပြီးတစ်နှစ်မပြည့်ခင်မှာကျမတို့အိမ်မီးလောင်ခဲ့ပါတယ်နှစ်ထပ်တိုက်3နှစ်ပဲနေလိုက်ရပါတယ်ကျမတို့မှာဘာမှယူလို့မရဘူးတင်းင်းကိုနေနေဟိုဖျားကျမတို့ဖျားချောင်းသွားတဲ့ချိန်မှာဝါယာရှော့ဖြစ်ပြီးမှကျမတို့မှာဘာမှအဝတ်တွေကိုတစ်ခုနဲ့မိသားစုပဲအဖေအစဘာမှမယူနိုင်ပါဘူးဒါပေမဲ့ကျမတို့ဖျားကျေးဇူးတော်ကားလေးရှိတဲ့ကားရှိတဲ့ဟာကိုစုပေါင်းပြီးမှတွန်းကြပြီးမှကားတစ်စီးပဲကြံခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ဒီချိန်ချီဒီလိုဘာလို့ကျမဒီစကားကိုပြောရရလဲဆိုရင်အဲ့နောက်ပိုင်းကျမတို့ဘဝမှာပြန်ပြီးရုန်းကန်လှုပ်ရှားဖျားကျေးဇူးတော်ကြောင့်အိမ်ကိုတော့ပြန်ဆောက်နိုင်တယ်။အော်ကိုဘဝမှာအစဉ်ပြေမယ်လို့ထင်ခဲ့တဲ့အရာတွေဟာအဲ့ဒါတစ်နှစ်နှစ်နောက်ပိုင်းမှာကျမတို့က estate ပြည်လူတယောက်ဆုံးသွားတယ်။ကျမရဲ့ဘဝမှာအခက်ခဲတွေအများကြီးကြုံခဲ့ရတယ်။အဲ့ဒါလူဘဝလူအနေနဲ့တော့ပြောရရင်တော့ကျမမှာဒါတွေကငါဘာလို့ကြုံရလဲဆိုတာကျမပထမတော့သဘောမပေါက်ခဲ့ဘူး။ငါဘာလို့ဒီလောက်ကန်ဆိုးရလဲဆိုတော့ကျမခံစားခဲ့ရဒါပေမဲ့တကယ်တမ်းအဲ့လိုခံစားရတာကျမဖျားသခင်ကလောကမှာဘာမှမရှိလဲငါရှိတယ်ဆိုတော့သူ့ကိုအားကိုးထိုက်တဲ့ဖျားဖြစ်တဲ့အကြောင်းကျမကိုဆွဲခေါ်တာကျမမသိခဲ့ပါဘူးဒါပေမဲ့ဒီနေ့ဒီချိန်မှာဖျားကျေးဇူးတော်ကြောင့်ဖျားကျေးဇူးတော်ခံစားနာနေမှာလောကမှာကျမဘဝမှာရှိတဲ့အရာလည်းမရှိဘူးမရှိတဲ့အရာလည်းမရှိဘူးသူဆိုတာကိုကဖျားကတော့ဖျားတော့ကိုပေးတဲ့အရာတွေလူကတော့အကုန်လုံးလိုချင်တယ်ဒါပေမဲ့ဖျားတော့ကျမတို့လိုချင်တာတဲ့လိုအပ်တာပေးတော့ဖျားဖြစ်ပါတယ်ဆိုတာကျမဘဝနဲ့သက်သေပြီးခံပြီးပြောချင်ပါတယ်ဒီအညီကိုမောင်နှမတွေလည်းလောကမှာမရှိပြီမဖျားရှိပါတယ်ဖျားဆိုတာကျမတို့အရာတတ်နိုင်ဆုံးတော့တကယ်လိုအပ်ချက်တဲ့ကိုလိုအပ်ချက်တွေကတော့အများကြီးပေါ့လူမှာတော့လိုအပ်ချက်တယ်အဝတ်တကယ်ကိုအဝတ်တစ်ခုရှိတယ်တစ်ထည်ရှိတယ်ဆိုနောက်ထပ်တစ်ထည်လိုချင်တဲ့လူတွေကတော့အရာတိုင်းပါပဲလူဘဝမှာကျမတို့မှာဘယ်လိုပြောမလဲပြည့်စုံခြင်းဆိုတဲ့ຢာတော့မရှိပါဘူးဒါပေမဲ့ဖျားရှိမှတကယ်ပြည့်စုံခြင်းဆိုတာခံစားရတယ်ဆိုတဲ့အကြောင်းကျမဘဝအသက်တင်နဲ့နေငယ်ပြောခြင်းနဲ့အကုန်လုံးကျေးဇူးတင်တယ်အရောက်စီတိုင်းကျေးဇူးတင်တယ်ဒီလောက်ဒီနေ့ဒီချိန်ကြီးဒီလောက်ချမ်းတဲ့ကြားထဲမှာအောက်မှာထိုင်ပြီးမှဒေသနာမျှဝေခံစားတဲ့ညီကိုမောင်တို့မှယုံကြည်သူအပေါ်အကုန်လုံးကျေးဇူးတင်တယ်ကျမတို့မနေ့ပြန်လဲပြန်မဲ့တဲ့ချိန်မှာ
ဒီယာမီတာစုတွေအကုန်လုံးအရောက်စီတိုင်းဖျားသိမ်းကောင်းကြီးပေးပါစေကျမတို့လည်းသွားတဲ့ချိန်လမ်းခီးမှာကျမတို့အတွက်စိုက်ကဲကျမဝိတ်ကိုတင်ဖို့စိုက်ကဲအဲ့ဒါဂုံစင်းကိုကျမစဉ်းစားရင်တခါကြောက်တယ်ဒါပေမဲ့ဖျားလို့တိုင်းကျမတို့သွားပြီးမှချောချောမွန်ရောက်နိုင်ဖို့ဒီကညီကိုမောင်မတွေဆူတောင်းပေးဖို့လည်းလိုအပ်ပါတယ်ဆူတောင်းပေးမယ်လည်းမျှော်လင့်နေဒီနေ့ချိန်မှာလည်းဖျားလို့ရှိနေကျမတို့မရောက်ဘူးလို့ပြန်ထင်တဲ့ဒုတိယခေါက်လည်းရောက်ချင်ကျမရောက်မှာပါအဲဒါကြောင့်ဖျားလို့ဖြစ်ပါတယ်။ဘာဖြစ်ပဲကျမတို့လည်းမမေ့ဘူး။ယူလာခဲ့တဲ့ခိုက်တိုက်မှာအရန်ပျော်တယ်။စိတ်နှလုံးလည်းပျော်တယ်။အကုန်လုံးပေါ့နော်ကျမတို့စားခြင်းတောက်ခြင်းအိတ်ခြင်းကောင်းအောင်အဲ့ရပုံမှာလည်းအကုန်လုံးကျေးဇူးတင်တယ်။အရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေ။သင်္ဃာမှာဘယ်လိုပြောမလဲကျွန်တော်စကားပထမဆုံးမပြောတော့မှဒီကလူတွေကအရင်ဆုံးပခုံးပဲပေါက်တာပဲဖြစ်တဲ့ဟိုတနည်းနဲ့ဘယ်ဖြစ်ပေါ်အဲမောင်လေးနေကောင်းလားကိုနေကောင်းလားဆိုပြီးတော့ကျွန်တော်ဘူးလေးလောက်ပါဆက်ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ဖျားတင်ကောင်းကြည့်ပေးပါစေလက်ချက်ဆွေးပြန်တော့မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီယူအမနေတဲ့မိသားစုအားလုံးဒီကုမောင်တို့မတွေအားလုံးပေါ့နော်သူ့ပြင်ကျေးဇူးတင်ပါတယ်ပြီးတော့နေရဖက်ကလာတဲ့လူတွေပေါ့နော်အားလုံးကိုကျေးဇူးတင်တယ်ဒီနေ့ရဲ့အဲမှာကျန်တဲ့အားလုံးခရစ်မတ်ပေါ့နော်26 29တင်ပေးတဲ့တင်တန်းထဲမှာအကုန်လုံးနားလည်မယ်လို့ထင်တယ်အဲ့ဒီထဲမှာအရင်လူချင်းနဲ့အန်တီကတော့လေအသက်50ရှိပြီခရစ်ယာန်ဖြစ်တာလေငယ်ငယ်ကလေးကမွေးလာကလေးကဖြစ်တယ်ဒါမဲ့သဘောမပေါက်ခဲ့ဘူးဒါပေမဲ့ခုဆီယမကြီးလို့ပြောရမှာကိုကြာမနေရလာတဲ့ဆီယမကြီးတင်ပြတဲ့ခါကျတော့နည်းနည်းပူချတဲ့ခါကျတော့ဖြောင်းမချင်းရဲ့နှိတ်ချချင်းရဲ့ခွလွတ်ချင်းကျန်တဲ့ဟာတော့အများကြီးရှိတယ်အဲ့အရင်တဘောကြတယ်မနေ့ကစပြီးနှိတ်ချချင်းရဲ့ခွလွတ်ချင်းရဲ့ဖြောင်းမချင်းကိုမနေ့ကစပြီးတင်တဲ့တက်နေပြီဒီရရှိတဲ့ဟိုညီကူမောင်နှမတွေအားလုံးလဲတင်တဲ့တက်ကြမယ်လို့ထင်တယ်အခုပထမတော့ပြောင်းလဲချင်းမင်းနားလေတယ်နိုင်ငံတော်တီထောင်ချင်းဆိုတာလေးနားမလေခဲ့ဘူးအတူကူတိုင်းလေကျမတို့မိသားစုလည်းနားလေမယ်လို့မထင်ဘူးဒီမှာထိုင်တဲ့လူကလည်းပြောင်းလဲတော့ပြောင်းလဲပြီးမှခရစ်ယာန်ဖြစ်ပြီပေါ့နော်ဒါနဲ့နိုင်ငံတော်တီထောင်ချင်းဆိုတာနားလေချင်မှနားလေမယ်အခုကျတော့နားလေကြက်ပြီးလို့ထင်တယ်အဲ့ဒီသုံးခုထဲမှာပြောင်းမှချင်းခွလွတ်ချင်းနှိမ့်ချချင်းလူတယောက်စီပေါ်မှာရှိခဲ့တယ်ဆိုရင်ဒီပင်နီ area တော့ဘုရားသခင်ကောင်းချီးပေးတော့မယ်ဒီချိန်မှာကျမတို့ရှိရလို့ဘုရားသခင်နဲ့တွေ့တာဖြစ်ပါတယ်အဲ့လိုမျိုးတွေဒီနေ့အမေဖြီတွေအများကြီးပဲဒါပေမဲ့ဘုရားသခင်ကသူ့နိုင်ငံတော်အတွက်ပေါ့နော်ပြောင်းမချင်းရခုလိုချင်နှိမ့်ချချအကုန်လုံးဆုံးတယ်အဲ့ဒါဒီလူတူတယောက်စီကအကုန်လုံးရတယ်ဆိုရင်ဘုရားသခင်ကဟိုဘလို့ပြောမလဲကောင်းကြီးမင်္ဂလာအများကြီးပေးတော့နောက်နေ့လဲပြန်မလာဘူးလို့လဲမဆိုလို့နိုင်ဘူးဘာဖြစ်လို့လဲဆိုသမီးကပြိုလေးရှိရဲ့ဒါလေလူပြူပဲဒီအလူတွေကိုမယူဘူးလို့လဲပြောလို့မရဘူးလေဒီတော့ဘူးလေလာတော့ရင်ပေးနိုင်တယ်လေဒီမှာလည်းဖျားချောင်းကောင်းလေးစောက်ပြီးတော့မင်္ဂလာဆောင်လဲလုပ်လို့ရတယ်အာယိုအားကြောင့်ရလာဦးမယ်ဒီရဝီဆိုတော့စကားနဲ့တိတ်မပြောတတ်တော့နောက်နှစ်လာတဲ့ခါကျတော့ကောင်းကောင်းမလွတ်လွတ်လပ်လပ်နဲ့ပြောနိုင်အောင်တင်တက်မယ်မနေ့ကလေးနဲ့ပြောင်းမချင်းရခုလူချင်းနှိတ်ချချင်းနိုင်ငံတော်တီထောင်ချင်းဆိုတာမနေ့ကလေးနဲ့တင်အန်တီလက်တက်နေပြီကျမလည်းအကျမတက်နေပြီအခုညီမတွေလည်းကိုလုံးနားလေကြမယ်လို့ထင်တယ်ဒီဟာဟိုဂျာမနီကမှကြီးပေါ့နော်ဒီတောင်ပေါ်မှာနေတဲ့ပင်နီ area ပေါ့ပြီးတော့ဒီအစီရွာခရစ်တော်တွေအားလုံးပေါ့နော်ဘုရားသခင်ကဒီတောင်ပေါ်မှာရှိတဲ့အားလုံးပေါ့မနေ့2ရက်စလုံးဒီမှာမနေ့ထဲမှာတက်တဲ့လူကလုံးဝဆုံးမရှိဘူးဘုရားကောင်းကြီးကိုရမယ်အခုနဆရာမလည်းပြောသွားပြီ9နှစ်ထဲမှာတော့လူတော်လူကောင်းဖတ်လာမေလို့ပြောပြီးသားအဲ့ဒါဘုရားစကားလူပြောတဲ့ဟာမဟုတ်ဘူးအဲ့ဒါဒီမနေ့ထဲမှာနားထောင်တဲ့အားလုံးဘုရားကောင်းချီးပေးမယ်
ဒီတစ်ခါကတော့လက်ဆောင်တော့မပါဘူးဒီမှာခရစ်စမတ်လက်ဆောင်ကောင်းကောင်းလို့ပြည့်တဲ့အတွက်ကျေးဇူးတင်တယ်ဆရာတို့ပုံမှန်လေးကျေးဇူးတင်တယ်နောက်နေ့ကျအခုနောက်နေ့ကျရေဘယ်လိုပြောမလဲထိုက်တယ်နဲ့ပစ္စည်းလက်ဆောင်အလုံးယူလာခဲ့မယ်တားလည်းဖြစ်နိုင်တယ်သမီးလည်းဖြစ်နိုင်တယ်ကျေးဇူးတင်ပါတယ်အားလုံးကသူပဲကျေးဇူးတင်ပါတယ်တို့ဝိပုအစီဝေအဆုံးသတ်ဖို့ရထောင်းနာတချင်းတီစုပြီးဆရာတော်လှဆူရဲ့ကောင်းကြီးခံယူချာဖြစ်ကျွန်တော်တို့ဝိပုအစီဝေရုပ်ပင်ကြအောင်ကျမတက်တာနဲ့ပါလာလုပ်ပေးမယ် Jessica. Jessica là nu. ဝဝင်ကြီးနဲ့မြောက်ကလေးတားမိလို့နော်
ကျေးဇူးများတင်ပါတယ်လို့ပရိသတ်တွေအများများပါပဲနော်အခုကျွန်တော်တို့ပရိသတ်ထဲမှာမင်္ဂလိပရိသတ်တရားအဆိုရမော့စကိုတန်းထားပါတယ်အကားတဘောချင်းတဘောနဲ့တင်ဆက်ပြရမှာဖြစ်တယ်အခုချိန်မှာတော့ကြာပြီငါကြီးကြောင်း
တူထားတဲ့လမ်းပေါ့တော့အရင်တူပြီးသားလားဒီလမ်းလေတူမှပြန်ဖောက်လိုက်ဩအခက်လာမတိုင်ဘူးဟုတ်ကဲ့ဟုတ်คุณพาร์ดูเซ่คุณเรื่องตัวนี้สิกันจริงเลยอินตังอาเตซงซัวกันอันเราสึกกันอันนุ่มเด็กก็เฮ้ย
Ada pan dekat kita eh. Depan dekat tu peran dia kan siap lah. Lên mà lại đi xin lên chỗ đấy. Đâu bên ngoài ấy. Kem. Ăn lúc cái sốc chăm này nó. Ê tu. Ha, Rosi lu kan chen sak. Ache, sini sini. Pan dekat kan kial lagi santu. Ê mà nó khai thì thế pi rồi. Sa tu ni pa me shu na ho ma. Sa tu. Ba lâu rồi bà biết được cho ba đâu phải đến chỉ mà biết rồi. Sa tu sa. Mà thằng nên ra đâu ra xe ta mua đôi. Ra cái này quá. Thế rồi mi đi đã. Tinh rồi mi đi. Ôi theo gì? Cái vấn sát thật. Là Max mà nó khao. Ay makan pelo sa kwarto ni ma. Kapale mal nakte ka ko tayo. At bitli bay biya ta ko. Apa nama? Ya, aku kamu.